အားလုံးပဲမင်္ဂလာပါ EP ရဲ့သင်ရိုးတဲ့အခန်းနှစ်မှာပါတယ်မွန်းတော်ဝါကြောင်းမှုတွေကိုပိုင်နိုင်စွာဖတ်ရှုနိုင်ဖို့ဆိုရင်အခုဒီမီနစ်လေ့လာထားဖို့လိုအပ်ပါတယ်ကျွန်တော်တို့လေ့လာကြည့်ကြအောင်ဒေဟယောင်းမထုစေးကြီးအကြီးစားစေဒေဟယောင်းမထုစေးကြီးအကြီးစားစေဂျုံဂျုံရံဖန်ရံခါဂျုံဂျုံရံဖန်ရံခါဂျူမာပိတ်ရက်စနေတနင်္ဂနွေဂျူမာပိတ်ရက်စနေတနင်္ဂနွေထုခါအထူးဈေးနှုန်းထုခါအထူးဈေးနှုန်းဟွာအင်လျှော်ဈေးဟွာအင်လျှော်ဈေးဟင်းစာပွဲတော်ဟင်းစာပွဲတော်လျှောရာဖွင့်သည်ဆိုင်တကားလျှောရာဖွင့်သည်ဆိုင်တကားစသည်ရှိလျိုဖွန်စားတော့ကုန်ရှိလျိုဖွန်စားတော့ကုန်ဒါယံငါရာစုံလင်သည်မျိုးစုံသည်ဒါယံငါရာစုံလင်သည်မျိုးစုံသည်စံဖွန်ကုန်ပစ္စည်းစံဖွန်ကုန်ပစ္စည်းစာရာဈေးချိုသည်စာရာဈေးချိုသည်ဘီစာရာဈေးကြီးသည်ဘီစာရာဈေးကြီးသည်ဖမ်းမယ်ဟာရာရောင်းချသည်ဖမ်းမယ်ဟာရာရောင်းချသည်မထုစေမထုစေနာနူရာမျှဝေသည်နာနူရာမျှဝေသည်ဂျွန်းတန်းကြီးလက်ကမ်းစာဆောင်ဂျွန်းတန်းကြီးလက်ကမ်းစာဆောင်ဂွန်းမဲ့ဝေပမာနာဂွန်းမဲ့ဝေပမာနာချွချွန်းစံဖွန်အကြံပြုပစ္စည်းချွချွန်းစံဖွန်အကြံပြုပစ္စည်းအော်ဒါလက်ခံသည်ရရှိသည်အော်ဒါလက်ခံသည်ရရှိသည်အုံရာအင်အွန်လိုင်းအုံရာအင်အွန်လိုင်း shopping mall ဈေးဝယ်စင်တာ shopping mall ဈေးဝယ်စင်တာဂူမေဟာရာဝယ်ယူသည်ဂူမေဟာရာဝယ်ယူသည်ချောင်းကီကျောက်ကူရိုပုံမှန်အမြဲတစေချောင်းကီကျောက်ကူရိုပုံမှန်အမြဲတစေဝိုင်းကူပွန်ရှော့ဈေးကူပွန်ဟာရင်ကူပွန်ရှော့ဈေးကူပွန်ခြေကုန်းငါရာပေးကမ်းသည်ထောက်ပံ့သည်ခြေကုန်းငါရာပေးကမ်းသည်ထောက်ပံ့သည်ဝါယုံငါရာအတုံးချသည်ဝါယုံငါရာအတုံးချသည်ထူချောင်းစံဖွန်အထူးပစ္စည်းထူချောင်းစံဖွန်အထူးပစ္စည်းချုကဝိုင်းငုပတ်တာရှော့ဈေးထရသည်ချုကဝိုင်းငုပတ်တာရှော့ဈေးထရသည်တိုဟန်ဒါအပြင်တိုဟန်ဒါအပြင်ဒန်ကွန်ခါချက်ဦးမုံလာဦးနီဒန်ကွန်ခါချက်ဦးမုံလာဦးနီဂျုံကိုခေါ်လဲဖူရဲဖွန်တပတ်ရပစ္စည်းအယောင်ပလက်ဖောင်းဂျုံကိုခေါ်လဲဖူရဲဖွန်တပတ်ရပစ္စည်းအယောင်ပလက်ဖောင်းဂူဟာရာရှာဖွေသည်ဂူဟာရာရှာဖွေသည်ဒေါ်ထပ်ပြီးနောက်ထပ်ပို၍ဒေါ်ထပ်ဟိုဤဆန်အထက်ဤဆန်အထက်ဂါကျွန်းကျဲပွန်လျှက်စစ်ပစ္စည်းဂါကျွန်းကျဲပွန်လျှက်စစ်ပစ္စည်းဂါကူပရိဘောဂဂါကူပရိဘောဂဤရောဟန်ဒီလိုမျိုးဓာမျိုးဤရောဟန်ဒီလိုမျိုးဓာမျိုးဂျာရှင်မိမိဂျာရှင်မိမိဖားရာရောင်းသည်ဖားရာရောင်းသည်ဒေဘူဘွန်အများစုအများအားဖြင့်ဒေဘူဘွန်အများစုအများအားဖြင့်ဂျီယော့နယ်မြေဒေတာဂျီယော့နယ်မြေဒေတာစားရာရှင်သန်သည်နေထိုင်သည်စားရာရှင်သန်သည်နေထိုင်သည်စာဤဂျာဆက်ဆံရေးစာဤဂျာဆက်ဆံရေးချီကောရဲတိုက်ရိုက်ရောင်းဝယ်ခြင်းချီကောရဲတိုက်ရိုက်ရောင်းဝယ်ခြင်းဤရုအောချီတာပြေဆုံးသည်မိမြောက်သည်ဤရုအောချီတာပြေဆုံးသည်မိမြောက်သည်ချီကောလဲတို့ဤရုအောချီတာတိုက်ရိုက်ရောင်းဝယ်သည်ချီကောလဲတို့ဤရုအောချီတာတိုက်ရိုက်ရောင်းဝယ်သည်အခုဒီမိနစ်တွေကိုမိတ်ဆွေကညအိယာဝင်သို့မဟုတ်မနက်အိယာထားမှာဖွင့်ပြီးအတန်ပိုင်းကိုအမြဲနားထောင်မယ်ဆိုရင်ချိန်ပေးပြီးမိနစ်ကျက်စရာမလိုပဲသင်ရိုးသည့်အခန်းနဲ့မွန်းတော်ဝါကြောင်းကိုပိုင်နိုင်စွာဖတ်ရှုနိုင်မှာဖြစ်ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်မိတ်ဆွေတို့အထောက်အကူဖြစ်မယ်ဆိုရင်ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လုပ်ခဲ့ပေးပါဦးခင်ဗျာ